ရိစ္ဆာန်တွေကိုလည်းညှော်လင့်ချက်နဲ့ကြွေးတာမဟုတ်ပဲနဲ့ဥမာမဲ့ခွေးကြွေးလို့ရှိရင်လာတဲ့လူကြိုက်ဖို့ဆိုပြီးကြွေးတာမျိုးမဟုတ်ဘူးသူစားပါစေဆိုတော့ကြွေးတာကြောင်ကြွေးရင်လည်းပဲကြွက်ခုံနိုင်အောင်ဆိုတဲ့ကြွေးတာမဟုတ်ဘူးသူကသူစားနေတော့မယ်ဆိုတဲ့အကျဉ်းတရားနဲ့ကြွေးတာဆိုဒါဌာနတွေပဲတိရစ္ဆာန်လူတဲ့ဒါနဟာအစတရားကြိုးပေးတယ်လို့မြတ်စွာဘုရားပြောအစတရားဆိုတာနေတာမှမဟုတ်တာနော်ကိုကတစ်ခါလုပ်ရင်စတယ်လူတွေကတော့ထင်လိုက်ပဲကိုတစ်ခါလုပ်တာအစတရားမများလို့မလားဆိုမများဘူး